အာယုံကြောအားနည်းလို့ရှိရင်ဖြစ်တတ်တဲ့လက္ခဏာလေးတွေကိုရောသိပြီးပြီလားရှင်လူတစ်ယောက်မှာအာယုံကြောလေးတွေအားနည်းလာပြီဆိုလို့ရှိရင်စက်ကြောတွေတက်လာမယ်မျက်ရိုးတွေကိုက်လာမယ်ခေါင်းတွေအုံလာမယ်ခေါင်းတွေချလေးအောင်မူလာတာမျိုးတွေခြေတွေလက်တွေထုံကျင်တာမျိုးတွေခြေဖြားလက်ဖြားတွေအေးဆက်ပြီးတော့မှတုံနေတာမျိုးတွေခံစားရမယ်နောက်ဆက်တွဲအနေနဲ့အကြောတွေအားနည်းလာမယ်အကြောအားနည်းလာတာနဲ့အမျှလမ်းကြကြလျှောက်လို့မရဘူးမတက်ကြကြရက်လို့မရဘူးပေါ့နော်လမ်းလျှောက်တဲ့အခါမှာဆိုရင်အားမရှိသလိုဖြစ်နေမယ်အားမလို့အားမရတွေဖြစ်နေမယ်တုံဆိုင်တွေဖြစ်နေမယ်ပေါ့နော်ခြေတုံလက်တုံတာမျိုးတွေခံစားရမယ်ဒီလက္ခဏာဝေဒနာခံစားနေရပြီဆိုရင်တော့ဒါအာယုံကြောအားနေနေပြီပေါ့နော်ကိုကအာယုံကြောကိုလည်းအားဖြစ်ပေးခြင်းနဲ့အာယုံကြောကိုလည်းအားကောင်းခြင်းနဲ့ညဘက်ဒီမှာဆိုလို့ရှိရင်လည်းကောင်းကောင်းအိပ်ပျော်ခြင်းနဲ့ထုံနာခြင်းနာဝေဒနာကိုလည်းအမှန်တကယ်ရက်ပိုင်းအတွင်းမှာပဲတိတိတတ်တာနဲ့တတ်တာခြင်းနဲ့ဆိုရင်တော့ဒီရဲ့မိမိစင်လေးကိုတနေ့ကို3ချိန်ပြီးဝဲပေးပါရှင်တလားစာပါတပူကို1300ဒလီရောက်တဲ့မျိုးတော်တော်များများကိုအရင်ငွေချေပို့ပေးတယ်နေဘက်တွေဆိုရင်ဂိတ်တင်ပေးတယ်ပြည်ပကိုလည်းပို့ပေးပါလေရှင်